မိတ်ဆွေတင်ရန်စူးစမ်းပြီးရလက်မမြင်လို့လက်လျှော့ခဲ့ရတဲ့အဖြစ်အပျက်တွေကြုံဘူးလားကြုံဘူးတယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်ပါဗီဒီယိုမှာဆိုရင်ဘယင်ကြီးဟာဒီလူနှစ်အိုးကိုလုံးဝအသေးပဲမရှိတဲ့တာဝန်တစ်ခုပေးခဲ့တယ်နောက်ကွယ်ကအကြောင်းရင်းကဘာဖြစ်နိုင်မလဲဒီအတော်မဝင်ဘူးလို့ထင်ရတဲ့တာဝန်ကလူတစ်ယောက်ရဲ့ဘဝကိုလုံးဝပြောင်းလဲပစ်ခဲ့တယ်ဘလို့ပြောင်းလဲပစ်ခဲ့တယ်ဆိုတာကိုတော့ဒီဗီဒီယိုမှာစိတ်ဝင်စားဖွယ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ် Two men once walked into the palace and stood before the king. Your Majesty, one said, we want to be your bodyguards. One was tall, muscular, built like a warrior. The other, slim, quiet, eyes full of hunger. The king looked at them for a long moment, then smiled. If you want to protect the crown, he said, come here every morning. Push this rock for 2 months straight. Then we shall see. The next morning, they were there. Day 1. Both men charged at the rock, muscles tense, full power. Not even a fraction moved, but they kept coming. Days turned into weeks. Sweat poured, hands blistered. Still, the rock didn't budge. After 1 month, the strong man slammed his fist against the stone. This is pointless, he said. It's a trap. The king doesn't want guards, he wants fools. And with that, he walked away. But the slim man, he stayed. Day after day, he pushed, even when he was exhausted. Even when the palace guards laughed. Even when the strong man returned to just mock him. Still pushing, you must have lost your mind. That night, he cried. He wanted to quit. But the next morning, he wiped his tears, tightened his grip, and pushed again. 2 months later, the king returned. He saw the slim man, still there, still pushing. Before the king could say a word, the man fell to his knees. My king, forgive me. I tried. I gave it everything, but the rock didn't move. The king smiled gently. Who asked you to move it? He said. I only asked you to push. He stepped closer. Look at your arms, the strength in your legs, the fire in your eyes. 2 months ago, you were slim and silent. Now, you're strong, unshaken. You think you failed, but I say you passed. From this day on, he declared, you are my bodyguard. Because sometimes life doesn't ask you to win. It only asks you to push. And in pushing, you grow. Even when the mountain doesn't move, you do. ဒီဗီဒီယိုကဘာလို့ဆိုလိုချင်တာလဲဆိုတော့ဘယင်ကလူနှစ်ယောက်ကိုတာဝန်တရပေးလိုက်တယ်အဲ့တာဝန်ကကြောက်တုံးတုံးအကြီးပေါ့နော်အဲ့ဒါကို2လတိတိတွန်းရမှာအဲ့ဒီ2လတိတိတွန်းတဲ့ကာလမှာနေတိုင်းလောက်ရမယ်ပေါ့အဲ့ဂျားတွေကနေထွက်သွားခဲ့တာဘာညာတွေကြတော့ဘယင်ကတော့တိတ်ချမပြောရအောင်အဓိကပြောလိုက်တာ2လဇက်တိုက်တွန်းဖို့ပြောရတာအမှလူနှစ်ယောက်ကတွန်းရောတယောက်ကကြတော့လူကောင်ကြီးကြီးဖလားတောင်းတော့ပေါ့အမှနောက်တစ်ယောက်ကကြတော့လူကောင်တိတ်တိတ်ဖလားကလည်းအဲ့လောက်မရှိဘူးအမှတွန်းတဲ့အချိန်မှာတလားပြီးတော့ဟိုလူကောင်အကြီးရဲ့ကောင်ကလုံးဝလက်လျှော့လိုက်ပြီးထွက်သွားဘာလို့လဲဆိုတော့သူအဲ့လိုထင်တာကဘာလဲဆိုတော့ဘယင်ကြီးကဒီတာဝန်ကိုပေးတယ်ဆိုတာတကယ်ကဒီလိုမျိုးဟိုကိုရန်တော်တွေလိုချင်လို့မထင်မဲနဲ့ဒီလိုပဲရှောက်ခိုင်းနေတယ်ထင်ပြီးတော့အရေးမပါဘူးထင်ပြီးလုံးဝလက်လျှော့သွားလိုက်တာအဲ့လူကောင်သေးတဲ့တယောက်ကကြတော့ဒါကိုလက်မလျှော့ဘူး2လတိတိပြီးအောင်လှုပ်သွားခဲ့အမှလှုပ်နေတဲ့ကာလမှာလည်းအခက်ခဲတွေအများကြီးပဲအမှပြောခဲ့တဲ့အတိုင်းအဲ့ဒီဘရင်ဒီနန်းတော်တွေကတခြားလူတွေပေါ့နော်အဆောင်လျှောက်တွေတို့တခြားပုံကိုယ်တွေကအဲ့လိုမျိုးလာစတာမျိုးတွေပါတယ်လေရှိရယ်လောင်ပြောင်းတာတွေလည်းရှိရယ်ပြီးသွားလို့ရှိရင်သူနဲ့တူတူတွန်းခဲ့တဲ့အဲ့လူကောင်ကြီးရဲ့ကောင်ကလည်းလာပြီးတော့တခါတည်းကြရင်အဲ့လိုမျိုးနောက်တာတွေပြောင်းတာတွေလှောင်တာတွေလာလုပ်တယ်ပေါ့နော်နောက်အဲ့2လတိတိပြေသွားတဲ့အခါမှာဘယင်ကြီးကပြန်လာတဲ့အချိန်မှာအဲ့လူကခုနလူကောင်သေးတဲ့တယောက်ကထပ်တွန်းနေသေးတယ်တွန်းနေသေးတော့တွန်းနေတဲ့အချိန်မှာဘယင်ကဘာမှမပြောရသေးဘူး
မပြောရသေးတဲ့ကာလမှာအဲ့ဘယင်းရောက်လာပြီပေါ့နော်ရောက်လာတဲ့အချိန်မှာအဲ့လူကချက်ချင်းဘယင်းရှိမှဒူးထောက်လိုက်ပြီးတော့ဒီကြောက်တုံးနှစ်တုံးကိုအဲ့နှစ်လားတိတိမတွန်းနိုင်ခဲ့တဲ့အကြောင်းရွေးအောင်မလုပ်ခဲ့ရပါတော့တွန်းတော့တွန်းခဲ့အဲ့လိုမျိုးရွေးအောင်မလုပ်ခဲ့နိုင်လို့တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းအဲ့ခွန်အားတွေအစာဆုံးသုံးပြီးတော့အဲ့ကြောက်တုံးနှစ်တုံးကိုကြောက်တုံးတစ်တုံးပဲအဲ့တစ်တုံးကိုတွန်းခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုဘယင်းကြီးကိုဟိုလိုမျိုးဝမ်းနဲ့ပတ်လက်နဲ့ပြောပြခဲ့တော့ဘယင်းကြီးကရှင်းပြခဲ့တယ်မင်းကိုကြောက်တုံးကိုရွေးအောင်လုပ်ခိုင်းတာမဟုတ်ဘူးတွန်းမဲတွန်းခိုင်းတာအဲ့လိုမျိုးပေါ့နော်ဘယင်းကြီးကအမှတိတ်တိကျကျရှင်းပြတယ်ကြောက်တုံးကြီးမရွေးပါပဲမင်းကခွန်အားကြီးလာတယ်ပြီးသွားလို့ရှိရင်မင်းရဲ့စိတ်ဓာတ်တွေကလည်းငကိုးထပ်ပို့ပြီးတော့တန်မာလာခဲ့လွန်ခဲ့တဲ့2လဆိုလို့ရှိရင်မင်းကဘာမှမဟုတ်တဲ့လူတယောက်ပေါ့နော်အဲ့လောက်ကြီးနဲ့အခုလောက်မတန်မာလာသေးဘူးအဲ့ဒီလူကောင်သေးတဲ့တယောက်ကတဖြည်းဖြည်းနဲ့တိုးတက်ပြောင်းလဲလာပြီးတော့တန်မာလာပြီပေါ့မင်းကမင်းကိုမင်းရှုံးတယ်လို့ထင်သွားခဲ့ပြီမဲ့မင်းကတကယ်ကယ်မှာတော့မင်းနိုင်သွားပြီလို့ဘယင်းကြီးကပြောပြလိုက်တယ်ဒီဗီဒီယိုတစ်ခုလုံးရဲ့အဓိကအနှစ်ချုပ်ဆိုလို့ရင်ကဘာလို့ဆိုလို့ကျင်တာလဲဆိုတော့ဒီဘဝမှာပြဿနာရအများကြီးပဲကမ်းမမြင်လမ်းမမြင်နေလဲအများအားဖြစ်နေမှာပဲအဲ့တော့အဓိကဘာပြောချင်တာလဲဆိုတော့ရားလက်ကိုမတွေ့ရင်တော့မှလက်မလျှော့ဘဲနဲ့ဆက်ကြိုးစားဖို့ပေါ့နော်အမှနောက်တရားကကြတော့ဒီလူကကြိုးစားတယ်ရားလက်မမြင်လို့စိတ်ညစ်နေသေးတယ်ဒါပေမဲ့ဒီ2လပြီးသွားတဲ့အခါမှာဘင်းကြီးကသူ့ကိုတကယ် body guard ပေါ့နော်ဘင်းကြီးရဲ့ကိုရံတော်တွေဖြစ်လက်ခံလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ချိန်ချိန်မှာတော့ရားလက်ကရလာမှာပဲဒါပေမဲ့ရားလက်ကိုအဓိကမမျောနေပဲနဲ့ဒီလုံနေရမယ့်ကာလ process ပေါ့နော်ဖြစ်စဉ်ကိုအဓိကစူးစမ်းပြီးတော့တိုးတက်အောင်လုပ်ရမှာပါအဲ့ဒါကိုအဓိကဒီဗီဒီယိုကဆိုလိုချင်တာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်